ကိုယ့်ရဲ့ကံကောင်းခြင်းတွေချမ်းသာကြွယ်ဝမှုတွေပတ်စံတွေကိုရယူဖို့အတွက်ကျွန်တော်တို့ဒီအောက်မှာ3လုံးလို့အင်္ဂလိပ်လိုရိုက်ခဲ့ပါမနေ့အဲ့ရနုံလို့ချင်းဘယ်သူမှစကားပြောခင်မှာကျွန်တော်ကကရဝေးရက်တွေ့ရမှာပေါ့ဘောပြင်အပြာရောင်နဲ့3လုံးလို့ရေးမယ်အဲ့လိုရေးတဲ့အချိန်မှာလေကိုယ့်ရဲ့ကံကောင်းခြင်းတွေကိုဖွင့်လှစ်နေတယ်ချမ်းသာကြွယ်ဝမှုတွေဖွင့်လှစ်နေတယ်လို့ကျွန်တော်ကစိတ်ကူးမယ်ပြီးရင်ကျွန်တော်ဖျောင်းနိုင်ဖြူအောင်ဒိုင်ထွန်းထားမယ်အဲ့ဖျောင်းနိုင်ဖြူဒိုင်မှာအဲ့ကရဝေးရက်ကိုမိရှို့မယ်မိရှို့တဲ့အခါမှာလဲ3ခါပြောမယ်ငါဤစန္ဒာများဤမီလီယံနဲ့သူစัจ java ကိုပေးပို့လိုက်သည်ကျေးဇူးတင်ပါတယ်3ခါပြောမယ်ပြီးရင်အဲ့ကရဝေးရက်ကပြာဖြစ်သွားမယ်အဲ့ပြာတွေကိုကျွန်တော်ကအပြင်ကိုမှုတ်ထုတ်မယ်မှုတ်ထုတ်တဲ့အခါမှာငါရဲ့ကံကောင်းခြင်းတွေဖွင့်လှစ်လိုက်ပြီးငါရဲ့ချမ်းသာကြွယ်ဝမှုတွေဖွင့်လိုက်ပြီးကံကောင်းခြင်းတွေချမ်းသာကြွယ်ဝခြင်းတွေကငါရဲ့ဘဝတွေကိုအဆက်မပြတ်စီးဝင်နေပြီးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပြောလိုက်ပါအခုကိုယ့်ရဲ့ကံကောင်းခြင်းတွေချမ်းသာကြွယ်ဝမှုတွေဖွင့်လှစ်ဖို့အတွက်3လုံးလို့ဒီပို့အောက်မှာရိုက်ခဲ့ပါအဲ့တော့နောက်တစ်ခုကျွန်တော်ဗာပြောချင်လဲဆိုလို့ရှိရင်တေချာကြည့်နော်လက်ဖြောက်လေးတီးလိုက်မယ်လက်ဖြောက်တီးတဲ့အခါမှာအတန်ထွက်လာတယ်အဲ့အတန်ကမတီးခင်တုန်းကဘယ်မှာစောင့်ကြိုနေရလဲဒါလေးကအတန်လေးမြည်ပြီးသွားတဲ့အခါမှာဒီတန်ဘယ်ကိုပျောက်သွားရလဲဒါဟာကျွန်တော်တို့ကအနတ္တသဘောတရားကိုနားလည်မှဒါကိုသိမယ်တဘာဝထဲမှာဆွမ်းအားရှိတယ်တဘာဝထဲမှာ energy ရှိတယ်အဲ့တဘာဝရဲ့ဆွမ်းအားကြီးတဲ့အတန်ဟာသူ့သဘောတွေငါသဘောတွေမဟုတ်ဘူးသူ့သဘောသူဆောင်တာအဲ့အတန်တွေကထွက်ပေါ်လာဖို့အတွက်ဘယ်မှလည်းကြိုတင်စောင့်ကြိုနေတာမဟုတ်ဘူးဒီအတန်တွေဟာထွက်သွားပြီးတဲ့အခါမှာလည်းဘယ်မှပျောက်ကွယ်သွားတာမဟုတ်ဘူးတဘာဝထဲမှာပဲရှိပြီးသားတဘာဝတွေကပဲလာတယ်ဒီအတန်ဟာပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမမဟုတ်ဘူးအတ္တပိုင်လို့လည်းမရဘူးအဲ့တော့ဒီအတန်လေးဟာအကြောင်းအကျိုးတတ်မျှပဲဒီအတန်လေးဟာမတီးခင်မှာလေ तू ကဘယ်ကထွက်ပေါ်လာဖို့စောင့်ကြုံနေတာမရှိသလိုဒီအတန်လေးထွက်ပေါ်ပြီးတဲ့အခါမှာလေဘယ်ကိုပျောက်ကွယ်သွားတာဆိုတာလည်းမဟုတ်ပါဘူးအသစ်ဖြစ်ပေါ်လာတာအဲ့ဒီအသစ်ဖြစ်ပေါ်လာတဲ့သဘောတရားလေးကိုကျွန်တော်တို့ကသိဖို့ပဲလိုတယ်ဒီအတန်လေးကမထွက်ခင်မှာတနေရာမှာစောင့်ကြုံနေရလည်းမဟုတ်ဘူးဒီအတန်လေးထွက်ပြီးသွားတဲ့အခါမှာတနေရာမှာပျောက်ကွယ်သွားတာလည်းမဟုတ်ပါဘူးဒါကတဘာဝတွေကလာတာတဘာဝတွေကိုပြန်ရောက်သွားတယ်တဘာဝမှာဆွမ်းအားရှိတယ်တဘာဝမှာအတ္တမရှိဘူးအနတ္တပဲရှိတယ်ဒီအတန်လေးကအသစ်ဖြစ်ပေါ်လာတာဒီလက်နှစ်ခုထိခလိုက်တဲ့အခါမှာအတန်လေးဖြစ်ပေါ်လာတယ်ဒါအကြောင်းကြောင့်အကျိုးဖြစ်လာတာပဲဒါအကြောင်းအကျိုးဖြစ်လာတဲ့အခါမှာဒီအသစ်ဖြစ်လာတဲ့အတန်လေးအဲ့အတန်လေးဟာငကိုကလည်းမရှိဘူးဖြစ်ပြီးတဲ့အခါမှာလည်းပျောက်ဆုံးသွားတယ်ဒီအတန်လေးဟာပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးပိုင်သူလည်းမရှိဘူးအဲ့တော့ဒီအတန်လေးအသစ်ဖြစ်ပေါ်လာတာကိုပဲကျွန်တော်တို့ကသိဖို့လိုတယ်ဒါနယူးပေါ့ဒီအသက်လေးပေါ့ဒီအသက်လေးကိုကျွန်တော်ကအတိတိပေးနေမယ်ဆိုရှင်ကျွန်တော်ကအနတ္တသဘောတရားကိုကောင်းကောင်းသဘောပေါက်သွားမှာပါအဲ့လိုပြောနေအားလုံးနှုတ်ဆက်ပါတယ်ညီညီမမေတ္တာပို့ပါတယ်အားလုံးရဲ့မေတ္တာရောက်မှလည်းကျွန်တော်ရှိပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါ